ဗျာဒီကနေ့ဇူလိုင်လ10ရက်နေ့ဖြစ်ပါတယ်ကျွန်တော်ဒီကနေ့ပထမဆုံးတင်ပြပြတဲ့တင်ကကချင်ပြည်နယ်မွန်ကြီးမြို့နယ်အင်တော်ကြီးဒေသမှာရှိတဲ့နတ်မီလောင်ကြီးရွာမှာနေထိုင်သောအင်တော်ကြီးဒေသလုံးဆိုင်ရာရှမ်းပြည်ရည်ကျမှုအကအဖွဲ့ကခေါင်းဆောင်အပါဝင်အားလုံးကျွန်တော်အဖွဲ့ဝင်စုစုပေါင်းပါဗျာ၄ယောက်ကို KIP တဲ့အဖွဲ့တွေကဖမ်းဆီးသွားပါတယ်ဖမ်းဆီးတဲ့ရက်ကဇူလိုင်လ6ရက်နေ့ကဖမ်းဆီးသွားတာဖြစ်ပါတယ်6ရက်နေ့ကဖမ်းဆီးသွားတယ်ဒီ KIA PDF ဖွဲ့တွေက2021နောက်ပိုင်းကာလမှဒီယနေ့ထိစကိုင်းတိုင်းဒေသကြီးနဲ့ကချင်ပြည်နယ်အဆက်မှာရှိတဲ့ရှမ်းပြည်တိုင်းသားတွေရဲ့ဘာသာရေးစာပေယဉ်ကျေးမှုခေါင်းဆောင်တွေကိုဖမ်းဆီးတယ်တပ်ဖြတ်တယ်ညှဉ်းပန်းနှိပ်စက်တယ်ပြီးရင်ပြန်လွတ်တယ်ပြန်လွတ်လာတဲ့သူကတော်တော်လေးနည်းပါတယ် KIA PDF ဖွဲ့တွေဖမ်းဆီးသွားလို့ပြန်လွတ်လာတဲ့အသက်ရှင်လေးရဲ့ပြန်လွတ်လာတဲ့ရှမ်းပြည်တိုင်းသားတွေရဲ့ဘာသာရေးစာပေယဉ်ကျေးမှုခေါင်းဆောင်တွေအဖွဲ့ဝင်တွေပြန်လွတ်လာတာမရှိသလောက်ပါပဲအကုန်လုံးကတော့အများစုတော့ကျွန်တော်တို့လက်စပြောက်ခြင်းခံရတယ်အချို့ဆိုရင်ကျွန်တော်တို့ပြီးခဲ့တဲ့ကာလကရှမ်းပြည်တိုင်းသားတွေရဲ့ဆရာတော်တွေကိုချင်းကိုတူးပြီးတော့ KIP တဲ့အဖွဲ့တွေကနှုတ်ပိတ်ပလိုက်တယ်တပ်ပလိုက်တယ်ပေါ့ဒီလိုမျိုးတွေလုပ်ခဲ့တယ်လက်ရှိမှာလည်းဆက်လုပ်ပြန်ပြီလက်ရှိအဲ့ဒီလူတွေကိုဒီအင်တော်ကြီးဒေသဒီနတ်မီလောင်ချေးရွာရဲ့ရှေ့မှာတရွာရှိတဲ့ညောင်မေရွာမှာ KIP တဲ့အဖွဲ့စကန်ရှိတယ်အဲ့ဒီမှာချုပ်ထားတယ်လို့ကျွန်တော်နောက်ဆုံးသိရတယ်အင်တော်ကြီးဒေသအင်တော်ကြီးဒီကျွန်တော်တို့ဒီပတ်လန်းအနီးမှာရှိတယ်လက်ရှိကျွန်တော်နတ်မီလောင်ချေးရွာရဲ့ရှေ့ရွာပေါ့ဗျရွာကြီးအဲ့ရွာမှာ KIP စကန်ရှိတယ်အဲ့ဒီမှာဒီရှမ်းပြည်တိုင်းသားတွေရဲ့ရင်းချမှုအကောက်ဖို့အဲ့ဒီမှာဖမ်းထားတယ်ဗျဒါဆိုရင်ကျွန်တော်တို့မေးချင်တာရှမ်းပြည်တိုင်းသားတွေကျွန်တော်မေးချင်တာဒီဂျိမ်းဘောအုပ်စုတွေမှာလည်းသူတို့လူတွေရှိတာပဲဗျသူတို့ရင်းနဲ့သက်ဆိုင်တဲ့သူတွေပေါ့ဒီလိုမျိုးလဲသူတို့မှလည်းဒီဘာသာရေးစာပေရင်းချမှုအဖွဲ့တွေရှိတာပဲဂျိမ်းဘောအုပ်စုမှာလည်းရှိတာပဲအဲ့တော့သူတို့ကိုကျွန်တော်တို့ကနားလေအောင်ပြောတယ်သူတို့နားလေတဲ့နီးလဲနဲ့ကျွန်တော်စကားပြောမှရတော့နောက်ပိုင်းကျရင်ရှမ်းပြည်တိုင်းသားတွေကိုကျွန်တော်ပြောချင်တာကရှမ်းပြည်တိုင်းသားတွေအနေနဲ့ဒီရှမ်းပြည်တိုင်းသားတွေရဲ့ကျွန်တော်စာပေယဉ်ကျေးမှုဘာသာရေးခေါင်းဆောင်တွေပေါ့ဗျာဥဆောင်တဲ့သူတွေကို KIP တဲ့ဘွဲတွေကဖမ်းနေတာ2021မှဒီယနေ့ထိလူပေါင်းလည်းမနေတော့ဘူးပျောက်သွားတဲ့လူတွေလည်းမနေဘူးဆရာတော်တန်ကောင်းတို့ပါပါတယ်ဒါဆိုရှမ်းပြည်တိုင်းသားတွေကဒီ KIP တဲ့ဘွဲတွေနားလေတဲ့ပုံစံနဲ့သူတို့နားလေအောင်လုံးမပြကြတော့ဘူးလားဒီလိုပဲဆက်ပြီးဒီတိုင်းပဲနေကြတော့မှာလားကျွန်တော်မေးချင်တာဒီဂျိမ်းဘောအုပ်စုတွေပေါ့ဂျိမ်းဘောရဲ့ကျွန်တော်တို့ဒီ KIA နဲ့ပတ်သက်တဲ့သူတွေပေါ့ဗျာ KIA နဲ့ပတ်သက်တဲ့သူတွေရှိတာပဲဒီလူကိုပြန်ပြီးတော့လက်တော့မပြန်တော့ဘူးလားအဓိကသူတို့ကတော့ဒီလိုနားလေအောင်ပြောမှနားလေတော့မယ်နေတူတယ်ဗျသူတို့နားလေတဲ့နီးလက်နဲ့ပြောဖို့တော့လိုပြီသူတို့အသားကိုထိမှနားတယ်ဆိုရင်သူတို့အသားကိုထိအောင်လုပ်ပြလိုက်ဗျသူတို့ရဲ့လက်ကိုချိန်နဲ့ရိုက်မှသူတို့ကဒါကနားတယ်ဆိုတာသိအောင်ရိုက်ပြမှရမယ်ဗျမဟုတ်ဆိုကိုကြီးပဲရိုက်ခံနေဗျ2021ကာလမှဒီယနေ့ထိဒီစကိုင်းတိုင်းနဲ့ကချင်ပြည်နယ်ရဲ့အဆက်မှာရှိတဲ့ရှမ်းပြည်တိုင်းသားတွေရဲ့ကျွန်တော်တို့ဆရာတော်တန်ဃာတော်တွေစာပေရည်ရွယ်မှုခေါင်းဆောင်တွေအများကြီးပဲကျွန်တော်နှုတ်ပိတ်ခံလိုက်ရတာအများကြီးပဲလက်စဖြောက်ခံလိုက်ရတာအများကြီးပဲရှမ်းပြည်တိုင်းသားတွေကကျွန်တော်တို့တမိုင်းနဲ့ခြီးပြီးတော့ရှိလာခဲ့တဲ့လူတွေဗျရှိလာခဲ့တဲ့ကျွန်တော်တို့ရဲ့မျိုးရင်းတွေဗျမျိုးရင်းတွေလက်ရှိမှာယနေ့မှကျွန်တော်ရှမ်းပြည်တိုင်းသားတွေပေါ်ပေါက်လာတာမဟုတ်ဘူးဗျတီဝဝင်းပါတော်မူတော့လဲရှမ်းပြည်တိုင်းသားတွေကမြမသွေးမြမဇာတိမှန်ကိုပြခဲ့ကြတယ်ဗျရှမ်းပြည်တိုင်းသားတွေရဲ့ညီညွတ်မှုတိုင်းပြည်ပေါ်ထားတဲ့စိတ်တွေပြသခဲ့တယ်ယနေ့ထိလည်းပြသနေစေဖြစ်တယ်ဗျကျွန်တော်တို့ကရှမ်းပြည်တိုင်းသားတွေပတ်သက်ကျွန်တော်အကောင်းမြင်တယ်ဗျတကယ်ရှမ်းပြည်တိုင်းသားတွေရဲ့စာပေရည်ကျမှုကအခိုင်အမာရှိတယ်ဗျတကယ်ကိုအခိုင်အမာရှိတယ်မိမိရဲ့စာပေရည်ကျမှုတန်ဖိုးတွေညှိုးနှွမ်းလို့မရအောင်တနည်းအားဖြင့် KIA ကဒါတွေကလက်စဖြောက်နေတာဗျဘယ်လောက်ဆိုလဲဆိုရင်ကျွန်တော်တို့ဒီကချင်ပြည်နယ်နဲ့စကိုင်းတိုင်းအဆက်မှာရှမ်းပြည်တိုင်းသားတွေကြီးဝါတွေရှိတယ်ဒီ2021နောက်ပိုင်းမှာပေါ့ဗျာဒီ KIA ကဒီ area မှာသူတို့လွှမ်းမိုးနိုင်လာတဲ့အခါမှာကျွန်တော်ကြီးဝါတွေမှာပေါ့ရွာအဝင်တွေမှာဆိုကျွန်တော်ရှမ်းပြည်တိုင်းသားတွေရဲ့စာပေတွေဘယ်ဝါပေါ့ဒီလိုမျိုးတွေစိုက်ဖို့တွေရှိတယ်အဲ့ဒီစိုက်ဖို့တွေကို KIA ကဘာလုပ်လဲဆိုဂျိမ်းဘောဘာသာနဲ့ရေးတယ်ရခိုင်ကကျွန်တော်ရှမ်းပြည်ဘာသာနဲ့ရေးထားတဲ့စိုက်ဖို့တွေကိုဖြတ်ပြီးတော့ဂျိမ်းဘောဘာသာနဲ့ရေးတယ်အဲ့ဒါရှမ်းပြည်တိုင်းသားတွေရဲ့အမျိုးကုံဇာတိကုံဖျောက်ဖျက်တာကိုဘာမှမသိအောင်ထားတာပထမအကြောက်တရားနဲ့ရိုက်ထဲတယ်ဥဆောင်မဲ့သူတို့နှုတ်ပိတ်တယ်ပြက်ရှဲတယ်
ကိုဘာလူမျိုးငါဘာလဲဆိုတော့ကိုမပြောရအောင်လို့တင်းတက်ပလိုက်တာဒါတင်းတက်ပလိုက်တာရှမ်းဒီတိုင်းတိုင်းတင်းတက်မခံဘူးလို့တယ်ဗျတင်းတက်မခံဘူးလို့တယ်ဒါတင်းတက်နေတာဗျအဲ့တော့ဒီညမှာကျွန်တော်တို့ရှမ်းဒီတိုင်းသားတွေကနေထွက်ပေါ်လာတဲ့ KI နဲ့ပူးပေါင်းတဲ့လောက်ကောင်တွေဒီလောက်ကောင်တွေကိုလည်းလက်ရှိရှိနေတဲ့ရှမ်းဒီတိုင်းသားတွေကလည်းဒီလောက်ကောင်တွေကိုတုတ်ဖို့လိုတယ်ဗျတုတ်ကိုတုတ်ရမယ်အသားတွေကလောက်ထွက်တဲ့လောက်ကောင်တွေကိုရှင်းဖို့လိုတယ်ဗျဒီအိန္ဒိယကိုခေါ်လာခဲ့တာက KI ကတော့သူရောက်လာခဲ့ကြတာမဟုတ်ဘူးဒီအင်တော်ကြီးဒေသမှာရှိတဲ့ရှမ်းဒီတိုင်းသားတွေက KI ကိုသွားပြီးတော့ပထွေးကိုအဖေးခေါ်လာတာဗျပထွေးကိုအဖေးခေါ်ပြီးတော့ဒီဒေသကိုသူတို့ခေါ်လာခဲ့ကြတာဒါကြောင့်ဒီလောက်တွေပေါ့ဒီလောက်တွေကိုရှင်းဖို့ကရှမ်းဒီတိုင်းသားတွေရဲ့တစ်မျိုးလုံးနဲ့ဆိုင်တယ်ရှမ်းဒီတိုင်းသားတွေအားလုံးဝင်းသူစော်ဝါးကြီးရဲ့မျိုးနွယ်တွေပဲဗျာဝင်းသူစော်ဝါးကြီးရဲ့မျိုးဆက်တွေပဲဗျာဝင်းသူစော်ဝါးကြီးရဲ့သွေးတွေပဲဗျာဒါကြောင့်ကျွန်တော်တို့စကိုင်းတိုင်းနဲ့ကချင်ပြည်နယ်မှာရှိကြသောရှမ်းဒီတိုင်းသားများဒီခင်ဗျားတို့ရဲ့စာပေရည်ချင်းမှုခေါင်းဆောင်တွေကို KI ကတယောက်ပြီးတယောက်ကြွတ်ဆွဲသလိုဆွဲတယ်လက်စားပြောက်တယ်ကြွတ်ဆွဲသလိုဆွဲတယ်လက်စားပြောက်တယ်ဒီလိုပဲရက်ကြည့်နေကြတော့မှာလားဒုတိယအချက်မိမိရဲ့ဒေတာမှာရှိတဲ့ KI ကိုဖေးခေါ်ပြီးတော့ဂျိမ်းမောကိုဖေးခေါ်ပြီးတော့မိမိဒေတာမိမိလာဖြက်စီးနေကြတယ်ဖြက်စီးနေကြတော့အသားတွေကလောက်ထွက်တဲ့ရှမ်းနီတိုင်းသားတွေကိုရောဒီတိုင်းပဲထားတော့မှာလားလောက်တက်မခံနဲ့ကျွန်တော်လောက်တက်ခံလို့မရဘူးမိမိဒေတာမိမိမျိုးနယ်မိမိဧရိယာတည်ငြိမ်မှုအေးချမ်းမှုဖွံ့ဖြိုးဖို့တိုးတက်ဖို့ဆိုရင်ကျွန်တော်တို့လောက်တက်ခံလို့မရဘူးတက်လာတဲ့လောက်တွေကိုကျွန်တော်တို့ကရှင်းရမှာပဲလောက်တွေမရှင်းလို့မရဘူးလောက်တွေကိုမရှင်းအဲ့ဒီလောက်တွေရဲ့ဝါမျိုးချင်းကိုခံရလိမ့်မယ်ခင်ဗျားတို့ကလောက်ဖြစ်သွားလိမ့်မယ်ကျွန်တော်တို့ဒီသင်းပြန်ချုပ်ချင်တာကဇူလိုင်လ6ရက်နေ့ကကချင်ပြည်နယ်မိုးညင်းမြို့နယ်အင်တော်ကြီးဒေသနမ်းမီလောင်ကျေးရွာမှာနေထိုင်တဲ့အင်တော်ကြီးဒေသလုံးဆိုင်ရာရှမ်းပြည်ရင်ကျမှုအကအဖွဲ့မှခေါင်းဆောင်တဦးနဲ့အဖွဲ့ဝင်3ဦးစုစုပေါင်း4ဦးကို KIB ရဲ့အဖွဲ့တွေကဖမ်းဆီးသွားပါတယ်။မျက်လုံးပေါ်ဝါရှိတဲ့ကျိုးတုတ်တယ်တုတ်ပြီးဖမ်းခေါ်ပါတယ်။လက်ရှိသူတို့ကိုထားရှိတဲ့နေရာကအင်တော်ကြီးဒေသပတ်လမ်းမှာရှိတဲ့ကျွန်တော်တို့ဒီနမ်းမီလောင်ကျေးရွာနဲ့ရှေ့ရွာပေါ့ရှေ့မှာရွာကြီးရှိတယ်။အဲဒီရွာကြီးကညောင်မင်းရွာအဲဒီရွာမှာ KIB ရဲ့စကန်ရှိတယ်။အဲ့ဒီစကန်မှာသူတို့ချုပ်ထားတယ်စကန်မှာချုပ်ထားတယ်နံပါတ်1ချက်ကဒီ KIA PDF ပွဲသူတို့တိတဲ့သူတို့နာတတ်တဲ့ပုံစံကိုနာအောင်လုပ်ပြဖို့လိုတယ်ရှမ်းဒီတိုင်းသားတွေအနေနဲ့ဒုတိယချက်ကကိုယ့်ရဲ့ဒေသမှာကျွန်တော်တို့ရှိနေတဲ့ KIA ကိုပထွေးကိုအဖေခေါ်ပြီးတော့မိမိဒေသမိမိဖြတ်စည်းနေတဲ့ရှမ်းဒီတိုင်းသားတွေကပေါက်ဖွာလာတဲ့လောက်ကောင်တွေအဲ့ဒီလောက်ကောင်တွေကိုလည်းဒီရှမ်းဒီတိုင်းသားတွေကကျွန်တော်တို့တုတ်တင်ဖို့လိုတယ်လောက်တွေကိုကျွန်တော်တို့တုတ်တင်ဖို့လိုတယ်မဟုတ်ရင်လောက်တွေရဲ့ဝါမျိုးချင်းခံရလိမ့်မယ်ကျွန်တော်တို့ကရှမ်းဒီတိုင်းသားတွေနဲ့ပတ်သက်ရင်ကျွန်တော်တို့ကတကယ်ချစ်စရာကောင်းပါလေရှမ်းဒီတိုင်းသားတွေကကျွန်တော်တို့အနည်းဆက်ဆုံးဗျာတီဘောမင်းပါတော်မူတဲ့ကာလမှာဝင်းသူစောဝိုင်းဦးအောင်မြတ်ရှမ်းဒီသွေးကိုပြသခဲ့တာယနေ့ထိပဲလက်ရှိမှာလည်းကျွန်တော်တို့ဒါရှမ်းဒီတိုင်းသားတွေကနေပေါက်ဖွာလာတဲ့ SND ဆိုရင်လည်းပဲကျွန်တော်တို့တပ်မတော်နဲ့အတူပူးပေါင်းပြီးတော့တိုင်းပြည်တည်ငြိမ်မှုအတွက်ဆောင်းရဲပေးနေမှုကိုလည်းကျွန်တော်တို့များစွာအတိမတ်ပြုတယ်များစွာလည်းဂုဏ်ယူရတယ်ဒါကြောင့်လက်ရှိနေတဲ့လောက်ကောင်တွေကိုလည်းဒီရှမ်းဒီတမျိုးသားလုံးကတုတ်တင်ဖို့လိုတယ်ရှင်းလင်းဖို့လိုတယ်လောက်တတ်မခံပါနဲ့လုံးဆရာရှိရလောက်ပါ